အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ကြိုရှိပါဒီဗီဒီယိုလေးကတော့ကိုရီးယားဗိုလ်ချုပ်ခေါ်ရီဆန်းရှင်ရဲ့ guide ဗီဒီယိုလေးပဲဖြစ်ပါတယ်ရီဆန်းရှင်က family အမြင့်ဆုံး jungle တကောင်ဖြစ်ပြီးတော့အခုလက်ရှိ M7 မှာဆိုရင်လည်း pirate အများဆုံး jungle hero တကောင်ဖြစ်ပါတယ်ဒီတော့ညီကိုရနေရီဆန်းရှင်ကို project ကိုင်ကျင်ဆိုတော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်ပါဗီဒီယိုလေးမစားခင်မှာကျွန်တော်အနေနဲ့ပြောချင်တဲ့တစ်ခုတော့ရှိရပါမယ်။ဒါလဲဆိုတော့အခုလက်ရှိဒီဗီဒီယိုကြည့်နေတဲ့ကျွန်တော်ရဲ့ viewer တွေထဲမှာ3% လောက် subscribe လုပ်ရပြီးတော့ channel 97% လောက် subscribe မလုပ်ရတဲ့တော့ဘူးချက်ချင်းပဲ subscribe လုပ်ရဖို့တော့တောင်းဆိုချင်တယ်။ကျွန်တော်အနေနဲ့ subscriber 100ဖြစ်ရင်လည်း weekly back giveaway ပြီးမှဖြစ်တဲ့တော့ subscribe လုပ်တာတော့မမှားဘူးလို့ပြောတယ်။ But it's me မှာတော့ကျွန်တော်တို့က jungle ဆုံးမှာဖြစ်တဲ့အတွက် review ယူမယ်။အမလန်မှာဆိုရင်တော့ထိတ်ဆုံးဟာကို adapted 16ပါတယ်3ဒုတိယဟာမှာတော့ jungle creed ကို damage ပို့ထွက်နိုင်တဲ့ season hunter နဲ့နောက်ဆုံးတစ်ခုကတော့ killing spree ပါ။ဒါဆိုရင်တော့အမလန်တော့ပြည့်စုံသွားပါပြီ။ item ဘေးမှာဆိုရင်တော့အဆုံး ice retribution ယူမယ်။ဖနက်ဆိုရင်တော့တကယ်လို့ enemy ဘက်စတန်းတွေများရဲဆိုရင် top push တကယ်လို့ enemy ဘက် physical damage တွေများရဲဆိုရင်တော့ warrior blue နဲ့တကယ်လို့ blue မှာ Q မဆိုင်ရဆိုရင်တော့ swift ကိုတွားလို့ရပါတယ်ကျွန်တော်တော့စနေရအတိုင်း top push ပဲတွားမယ် first item တော့ hunter strike ဘာလို့လဲဆိုတော့ hunter strike က physical damage တွေများလို့ cooldown reduction 10% နဲ့ပါတယ်ပြီးတော့ hunter strike ရဲ့ passive က5ချက်ခုတ်လိုက်ရင် movement speed ကပိုရနေတယ်တချို့ကတော့ wise first item နဲ့တွားကြမယ်ပဲကျွန်တော် second မှာတွားတယ်ပြီးရင် endless battle ပြီးရင် damage တွေကိတ်အောင် BO တွေထည့်ပြီးတော့ဒီဆန်းရှင်းကပတ်တဲ့မှာဝင်ပြီးခောက်ရတဲ့အတွက်ကို immortal ထည့်တာမယ်နောက်ဆုံး item တော့တော့ immortal နဲ့ဆော့လို့ရအောင် winter crown နဲ့ rose ကိုထည့်တာမယ် item နဲ့အမလဲဆက်လေရပြီဆိုတော့ကျွန်တော်တို့ gameplay လေးစကြတာပေါ့ပွဲစားနဲ့ skill 2ကိုအရင်ဆုံးယူပြီးတော့ကိုလန်းရအပေါ်မှာဆိုတော့ကျွန်တော်တို့အရင်ဆုံး rebel ကိုစကြမှာ rebel ကိုတယောက်လေးစားမှာနည်းနည်းတိုင်ပတ်လို့ဆိုရင်လည်းပြဿနာတော့မရှိပါဘူးဘတ်ဘော်ကို2စက္ကန့်လောက်လို့ဆိုရင်တော့စကေးတူးလေးဖိလာပြီးတော့ဘတ်ဘော်ရနဲ့အချိန်နဲ့တုံးလိုက်ပါပြီးရင်တစ်ချက်ပြက်လိုက်တစ်ချက်ခုတ်လိုက်တစ်ချက်ပြက်လိုက်တစ်ချက်ခုတ်လိုက်နဲ့အဲ့ဒီတိုင်းလေးပဲဘတ်ကိုစားပါပါပြီးရင်ဒီနာဘတ်ကိုလည်းပုံမှန်တိုင်းပဲတစ်ချက်ပြက်လိုက်တစ်ချက်ခုတ်လိုက်နဲ့အဲ့ဒီတိုင်းလေးကပုံမှန်စားပါပါဆိုလိုစားရဆိုတော့နည်းနည်းတော့ကြောင်ပြောက်ပါတယ်ဘတ်လေးစားပြီးလေဖိုးပွင့်သွားဆိုရင်တော့စပြီးကျန်းလို့ပါပြီအခုကျွန်တော်က enemy ဘက် vision တွေမပေါ်လေဆိုတော့ကိုဘတ်လေး easy ပဲစားရတယ်ပေါ့အဲ့ဒါနဲ့ဒီနာ seafood လေးပါဆွဲပြီးတော့ enemy ဘက်ကိုကန်လို့မရတော့ဆိုတော့ဒီ line နဲ့ပဲအောက်လင်းဆင်းသွားမယ်အဲ့လိုနဲ့အောက်လင်းမှာ2ကောင်ချတော့မှတွေ့ရတော့ ultimate တုံးပြီးတော့ကျွန်တော်ပတ်တဲ့တော့ကြွရင်ပေါ့နော်ဒီမှာဆိုရင် skill ကိုချိန်ပြီးတော့ထိအောင်တုံးပြီးရင် ultimate ဖြစ်ပြီဆိုတာနဲ့ damage က auto လောက်ပါ Fedrin တော့ကျွန်တော်နိုင်မယ်ထင်မိချတာ private way ထိပြီးတော့တွေးရတော့လေးကန်သွားပါဒီတော့အနောက်ဆုတ်ပြီးတော့အိမ်ပြန်လိုက်ရပါတယ်ပြန်ထွက်လာတော့တတဲ့တမလို့ကမှာအရင်ဆုံး level 5 point နေအောင်ဒီနားမှာရှိတဲ့ဘက်တွေကိုတော့လိုက်စားပါမယ်ဒီတော့ level 5 point ပြီဆိုတော့အရင်ဆုံးကျွန်တော်တတ်တဲ့ကီးမယ်တတ်တဲ့မကီးခင်မှာအရင်ဆုံးကျွန်တော် ultimate ဖွင့်လိုက်တယ်ဘာလို့လဲဆိုတော့ ultimate ဖွင့်လိုက်တာ enemy ရဲ့ vision တွေလည်းမြင်လာရတယ်ပြီးတကယ်လို့ enemy jungle review လည်းပေါက်တဲ့ခါကျရင်လည်း stand ပြီးတော့ report လို့ရပါတယ်ဒါပေမဲ့ enemy ဘက် Fedrin ကနောက်ကျရင်တော့ကျွန်တော် review ကိုတတ်တဲ့ easy ပဲပေါက်လိုက်တယ်ပြီးတော့ ultimate တုံးလာလွဲသွားတယ်လွဲသွားဆိုရင်ကိုက teammate ရှိတော့ဘတ်တေကတော့ easy ပဲဆိုင်ရနိုင်သွားတယ်ပြီးသွားပြီဆိုတာနဲ့ဖိုတိုတီတော့ line မတော်နေပဲနဲ့ကိုကကို fan ရရှိရတော့ queue ဆိုင်ပြီးတော့ fan မယ်ဒီ sanction ရတာ early game မှာ fan မိနေရပြီးတော့ထောင်သွားခဲ့မယ်ဆိုရင်ဒီ sanction က damage ကတော်တော်လေးထွက်ပါဒီမှာဆိုရင် easy ကကျွန်တော်လည်းလောက်တော့ drone နဲ့ပေါင်းပြီးကျွန်တော်ဖြတ်လိုက်တယ်ပြီးရတယ် enemy ဘက်လေးကိုပါဆယ်ဆွဲခဲ့ပြီးတော့လမ်းမှာတွေ့တွေ့များဘက်တွေအကုန်လုံးအကုန်တကောင်းမချင်အကုန်လုံးစားပါတယ်ဘက်တွေစားပြီးတော့လေဖိုးပြန်ပွင့်ပြီဆိုတာနဲ့ကန်ကင်းပြန်လို့ရပြီအခုဆိုရင် enemy ဘက်ဂျူလီယန်မစ်လင်မှာမြေပေါ်မှာပေါ်နေရော ultimate တုံးပြီးရော easy လေးပဲကေးလိုက်လို့ရတယ်ဘရာအော်အနေနဲ့အဓိကအရေးကြီးတာဒီ session က fan မယ်ပြီးတော့ ultimate ပြန်ပွင့်တာလည်းကိုလိမ့်လိုက်ခဲ့မယ်ပြီးရင်ထပ် fan မယ်ပြီးရင်ထပ်ကန်မယ်ဒီပုံတိုင်းပဲတွားရမှာပါအခုဆိုရင်ကျွန်တော် fan ကိုလည်းပြီးသွားပြီ ultimate လည်းပြန်ပွင့်ပြီဆိုတော့အလေလမ်းမှာမြေပေါ်မှာပေါ်နေ2ကောင်တွတ်တက်မှာဂျူလီယန်ကို ultimate ပြလိုက်တော့မထိပါဘူးဒါပေမဲ့ damage အလောက်နဲ့တော့ easy လေးပဲတက်လိုက်လို့ရတယ်ပြီးသွားတယ်တက်တယ်ပေါ်လာပြီဆိုတော့ easy လေးပဲတက်တယ်တော့သွားမှာအခုဆိုရင် enemy jungle နဲ့ level တစ်ဆင့်ရပြန်နေတယ်
ဆိုတော့ easy လေးပဲတတ်တယ်လေးကိုခုတ်လိုက်ပြလိုက်လုပ်နေရတယ်ဒါပေမဲ့အနီဘဆိုရာရလက်နောက်တော့ easy လေးပဲ skill 1နဲ့ရှောင်ပြီးတော့တတ်တယ်ဝက်ဒီကလုံးတာတတ်တယ်ရပါနဲ့ဟိုဘက် effect တွေကကျွန်တော်လည်းတော့တတ်ဖို့လုပ်တာဒီကောင်းရဲ့ upright ဝက်ထိတာတွေးသက်နေ skill 1နဲ့ထုတ်ကန်ထိရတယ်ကျွန်တော်တည်ပါတာပြီးတော့ကျွန်တော်ပြန်ထွက်လာတယ်ကျွန်တော်ရဲ့ blue ဘက်လေးစားပြီးတော့အာတီမဲလေးပွင့်နေတာဆိုတော့ enemy ဘက်ကန်ကိုကြည့်မယ်ဒီမှာဆို fedrin ရဲ့ဘက်လေးကိုပါယူဖို့လုပ်တာ fedrin ရဲ့လောက်ပါဆိုတော့အလယ်မှာရှိနေကောင်းမယ်အာတီမဲလေးဖွင့်ပြီးတော့လိုက်တက်ဖို့လုပ်တာအဲ့ချိန်မှာပဲဆိုရာရဝင်လာပြီးတော့ Tyrant Fountain ရဲ့2 main ဆွဲသွားတော့ဆိုရာစီကိုအာတီမဲပြစ်ပြီးတော့ဆိုရာပဲကြည့်လိုက်တော့ဒါပေမဲ့ကီးရတော့ကျွန်တော်မရပါဘူးအလယ်မှာပတေကဆက်ဖြစ်နေတယ်ဆိုတော့စကီးသူတွေချိန်ပြစ်တယ်ပြီးတော့ကျွန်တော်ဖင်ရပြီးတော့ကီးမှလိုက်တာအဲ့မှာရှော့အောင်ထပ်ပြီးတော့ဒီလိုနောက်တစ်ခါပြန်ထွက်လာတော့ကျွန်တော် rubber လေးကိုစားပြီးတော့အလယ်တန်းမှာကြည့်ရအချိန်မှာပတေဆိုင်နေမှာနော်ပတေဆိုင်တော့အာတီမဲလေးထုတ်ပြီးတော့အလယ်လမ်းမှာပတေတော့ကြောက်ရမယ်ဒီမှာဆိုရင်အာတီမဲရလှမ်းထူတော့ 3 man stand ဒါပေမဲ့အနီဘက်တွေးရအပြည့်ကြီးချင်ဆိုတော့ကျွန်တော်ပလင်းနေအနောက်တော့ပြန်ဆုပ်လာလိုက်တက်လုံးနဲ့ပတေကဆက်မဖြစ်တော့ဘဲနဲ့တက်တယ်ထွက်နေပြီးတော့တက်တယ်လို့တက်တယ်ဆိုလိုပဲလုံးလို့ဆိုတော့အနီဘက်အကောင့်ကြီးကတောက်ပြီးပဲရောက်လာအဲ့တော့ကျွန်တော်လည်းအနောက်ပြန်ဆုပ်လာပြီးတော့တက်တယ် retriever တော့အချိန်ကြီးတော့ show နေရတယ်အဓိကတက်တယ် retriever ပြီဆိုရင် pro နေနဲ့ skill 2လေးတွေတိကျဆွဲတာ skill 2 damage နဲ့ re damage နဲ့ပေါင်းလိုက်မှဆိုရင်တက်တယ်က easy ရတာအခုတော့ပတေကကျုံနေဆိုတော့ ultimate ဖွင့်ပြီးတော့လေးအောင်ကြားနေမှာ superman ထပ်ပြီးဝင်လောက်တာ superman ဝင်လောက်တဲ့အကျိုးကတော့ထပ်ပြီးတည်တာပေါ့အဲ့ဒါမှလည်းကျွန်တော်လက်ဆိုင်တောင် immortal support တော့အချန်ပေးခဲ့တာဒီပွဲက alien fan မင်းလည်းရတယ် KA လည်းရတယ်တာမန် session player ဆိုရင်ဒီချိန်မှာကျန်းနေဆိုရင်လည်းကျွန်တော်ဖင်ရန်ရတော့အခုထိကိုတိတ်မကျန်နေဒီဘက်ထဲမှာဆိုရင် ultimate တွေတုံးလို့ fedrin တော့ဖြတ်လိုက်တယ် UI ဆိုတာနဲ့ဒီဘက်ဘေးကအနုတယ် Julian ကို skill တွေတုံးပြီးတော့ထပ်ဖြတ်လိုက်တယ် UI နဲ့ air တော့တက်မှာဩ Valentina ကောက်စားပါဆိုတော့ကျွန်တော်ဆိုရာအနောက်ကိုလိုက်ပြီးတော့ဒီကောင်တာဝါတွေမရှိဆိုတော့ရေစုံမြေစုံလိုက်ပြီးကြည့်လိုက်တော့ပတ်တယ်ပြီးသွားပြီဆိုတာနဲ့လိန်ပေါ်မှာရှိတဲ့မီးနဲ့ခရီးလေးစားပြီးတော့ extension လောက်ရမယ့်တာဝန်တိုင်းပဲဆက်ပြီးတော့ fan မယ် fan နေမှာလည်း item စတိုက်ထွက်လာမှာ item ထွက်လာလေ extension က damage အများကြီးထွက်လာပြီးတော့အများကြီးကျန်လာမှာ fan ရရှိရတဲ့ fan ပွားပြီးတော့ ultimate လည်းပြန်ပွင့်ပြီဆိုတော့ပတ်တယ်ကတော့ပြန်ဆိုင်သွားပြီပြီးတော့ကျွန်တော် ultimate တွေဖိပြီးတော့ enemy vision စစ်လိုက်တာ enemy ကဒီနားမှာပဲရှိနေဆိုတော့ခုံပြီးဝင်လာတယ်ပြီးတော့ Tyrant Fountain ထဲမှာကျွန်တော်ပါသွားပြီ easy ကလည်း ultimate တွေထုတ်လိုက်ပြီဆိုတော့ပတေကတော့ဆက်ဆိုင်လို့မရအောင်ကျွန်တော်ဖင်ဆက်ရလို့မရတော့ဘူးဘာလို့လဲဆိုတော့တေတာလည်းနည်းနည်းများနေပြီဆိုတော့အဲ့ချိန်မှာကိုဘက်အကောင့်တွေကနှစ်ကောင်ပေါင်းပြီးတော့ပဲကျုံလိုက်တာအနေဘက်တောက်လုံးပြောက်သွားပြီဆိုတော့အနေဘက်လည်းအားလုံးတည်နေပြီဆိုတော့ကျွန်တော်တို့အဓိက lock ရတော့မှာ lock ပြီဆိုရင် extension ကအရင်တော့ဆိုရင်တစ်ချက်ပြတစ်ချက်ပေါက် easy လောက်ရတယ်ဘာလို့လဲဆိုတော့ YAC မှာပါတဲ့ fan တွေကတွေးရ easy တက်တယ်အခုက extension revamp လုပ်ပြီးနောက်ပိုင်းကတွေးရမတက်တော့ဘူးဆိုတော့တစ်ချက်ပြစ်တယ်နှစ်ချက်လောက်ခုတ်အချက်လောက်ခုတ်လိုက်တယ်ပြီးသွားပြီဆိုရင် skill 1ပြန်ပွင့်ပြီဆိုတာ ਨੇ စတိုက်ကို skill 1ကိုလာသုံးနေရတယ် skill 1တုံးမှပဲ unless ပတ်တင်မှာပါတဲ့ fan တွေကကျွန်တော်တို့ကတွေးပြန်တက်လာမှာလောကလည်းထွက်လာပြီဆိုတော့ကျွန်တော်တို့ ultimate နဲ့ပွင့်တယ် ultimate တွေပြန်ဖွင့်ပြီးတော့ vision ချလိုက်တာအနားမှာ potion ရှိနေဒီပွဲကတပွဲလုံးအဲ့ Julian ကမှောက်နေတာ Julian မပါဘူးလို့တော့ထင်ရတယ်အခုဆိုရင်ပွဲရလည်းရန်တာနေပြီဆိုတော့ teammate နဲ့ပေါင်းပြီးတော့အပေါ်လန် second tower ယူလိုက်မယ်ဒီမှာ tower ရုပ်ထိန်ကိုအဲ့တော့ရမြန်မာလိုကြီးလာတော့ teammate တွေကလည်းပြန်ပြီးတက်ပေးလိုက်တယ်အဓိက essential ကင်ရ brother တို့က early game မှာ family space ရမများရှာဗျာ family space များလိုက်အန်တန်ထွက်လာတယ်နေများ essential က damage တွေအများကြီးထွက်လာမှာဒီမှာဆိုရဲဆိုတော့အရာ Tyrant Fountain နဲ့ဝင်လာပြီဆိုတော့ပြန်ထွက်လို့မရတော့ဘူးဒီကောင်ကတေးတော့မယ်ဆိုတော့ ultimate တော့သုံးရမလို့လေဘူး ultimate အနောက်မှာရှိနေတဲ့ mid investment တွေနဲ့ပြစ်ထည့်လိုက်မှရမှာဆိုတော့ scale သူလေးဆွဲပြီးပြစ်တယ်ပြီးရနေ ultimate ပြစ်ထည့်ဟောမထိဘူးလွဲတယ်ဟေ့အဓိက M7 မှာ essential ကိုပွဲတိုင်းတွေးလာဆိုတဲ့အချက် essential က family space ရှာတာလွယ်ပြီးရင်ကန်ရတာလွယ်ပြီးတော့သူ့ရဲ့ ultimate က map တစ်ခုလုံးပေါ်သွားတဲ့အတွက် enemy ဘက်ချမ်းမယ်ဆိုလဲ AC ကတာလို့ရတယ်ဒီမှာဆိုရင် Aero ကြီးကပေါ်လမ်းမှာရှိတဲ့ Maxman ကိုချိန်လိုက်ပြီဆိုတော့ပတ်တယ်ဖြိုးကိုအေးအောင်ရှိတဲ့အတွက်ကျွန်တော်က ultimate ရေးတော့ထုတ်လိုက်တယ်ထုတ်ပြီးတော့လမ်းမှာလာတဲ့ Aero တစ်ချက်ခုတ်တယ်ခုတ်ပြီးတော့အနောက်ကနေစတိုက်လိုက်ပါတယ်ဟုတ်တယ်ဟေး Maxman 1 hit ပဲပြီးတော့လှုပ်ချင်တာလှုပ်ပြီဆိုတော့ပြေးထွက်လို့မရတော့ဘူးပြစ်တယ်ခုတ်တယ်ပတ်တယ်ထဲမှာဒီတိုင်းလေးပဲ ACI ultimate ထုတ်ရဆိုတော့အနောက်ပြန်ဆုပ်တယ်ပြီးရနေပလင်းနေဝင်ပြီးတော့ပတ်စေလေးခုတ်လိုက်တယ်Maxman မှာနောက်တစ်ခါထပ်ခုတ်လိုက်ဒီမှာတပတ်ကေးရပါပြီဒီမှာဆိုရင်ကိုဘအားလို့ရလော့ကေးနေဆိုတော့ကျွန်တော်လည်းသူတို့သွားကေးပြီမယ်ကျွန်တော်ပထမပြောတဲ့အတိုင်းလော့ကေးမယ်ဆိုရင်နှစ်ချက်လောက်ပြလိုက်နှစ်ချက်လောက်ခုတ်လိုက်အဲ့လိုလုံးဝတာ unless ဘက်တရအဖတ်ထွက်ပြီးတော့တွေးရပြန်တက်လာမှာ
ဒီပွဲမှာဆိုရင် enemy ဘက် Federal နဲ့ပါတယ်ပြီးတော့ပွဲရလည်းတားနေဆိုတော့ကျွန်တော် C head ဘက်သွားလိုက်ဆိုတော့ C head ဘက် anti heal ဖတ်တွေပါတယ်အတွက် Federal AC ရိုက်လို့ရတယ်ဒီမှာဆို log လေးလာပြီဆိုတော့ high ground တက်ကန်နေဆိုရင်အရင်ဆုံးကျွန်တော်တို့ ultimate တွေထုတ်တာမှာထုတ်လာပြီးရင်အိမ်နာမှာဝေးဝိုင်းနေပြီးတော့ skill 2လေးနဲ့လိုက်ပစ်မှာတကယ်လို့ enemy ဘက်ပြတ်နိုင်နေမရှိဘူးဆိုရင် ultimate နဲ့တော့မဖြစ်ပါနဲ့ကြံနေတဲ့တာဝါတွေလိုက်ယူမှာအခုဒီမှာဆိုရင်အောက်လန်တာဝါတွေကျိုးသွားပြီလက်ကားတဲ့မစမအောင် ultimate လေးပြပြီးတော့ pass လေးရိုက်နေတာတီးသွားအဲ့တော့ရချိန်ပြီးတော့တစ်ချက်ပဲထောင်းသွားတာကျွန်တော်တီးသွားတယ်ပြန်ပြီးတော့ပြန်သွားတာလည်းချက်ချင်း movement speed လေးရအောင် ultimate တွေထုတ်ပြီးတွားတာကင်မရာနဲ့ Melissa combo တွေတွဲပြီးတော့ဒီမှာ minion တွေပါရကုန်ဆိုတော့ဒီပွဲလေးကတော့ enemy ဘက်အားလုံးတီးပါပြီဆိုတော့ပွဲကိုမြန်မှန်းအားလိုက်တော့တယ် TV တွေကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ခဲ့ပြီးညီကိုတွေအားလုံးလည်းကျေးဇူးအများကြီးတင်ပါတယ်ဗျာအရင်ဆုံးကျွန်တော်ကို subscribe လုပ်သွားဖို့တော့မမေ့ပါနဲ့ဆိုတော့နောက်ထပ် gameplay မှာပြန်တွေ့ကြပါ